ဒီကောင်နေတို့ငါပြောမှာပါလားနာမည်ဆိုတာလေလူရှိလူငင်းပေါ်တဲ့နာမည်ရှိသူလို့စီပွားရေးလက်လာပကကောင်းတဲ့နာမည်လည်းရှိတယ်ပြီးလို့ရှိရင်ပြောလို့ဆိုအကျိုးမပေးတဲ့နာမည်လည်းရှိတယ်ကွာအဲ့ဒါလေအဲ့ဒီအကြောင်းလေးကိုငါပြောမှာတို့ရမှာတို့ရဲ့အကူတယောက်ရှိတယ်သူ့နာမည်ကတင်အောင်တဲ့အဲ့ဒါကိုတင်အောင်ကတနေ့တော့သူမြို့သွားတာပေါ့ကွာမြို့သွားတော့ဒိုတော်သားတွေကမြို့ရောက်ပြီဆိုဘာလုပ်လဲဆိုတော့တို့မစားဘူးတာလေးတွေပေါ့ကွာတို့လက်ဖေးတိုင်းဝင်တာပေါ့ဘာလို့လဲဆိုတော့ဟိုတော့မှလက်ဖေးရမရဘူးမြို့သွားကမှစိုင်းဖြော်တို့ဘာတို့ကရတာကွာအဲ့ဒါဆိုတော့တို့ကလက်ဖေးတိုင်းဝင်တာပေါ့ဒါပေမဲ့ဒိုတော်သားတွေကလက်ဖေးတိုင်းဝင်ပြီဆိုရင်သိပြီးတော့တို့တွေကြံတဲ့ကောင်တွေကဟိုကွာတို့အမျိုးတွေကဖြင်းတယ်တို့မျိုးတွေကဖြင်းတော့လက်ဖေးတွေပါဖမှားတတ်ဖို့လက်ဖေးပါဖမှားတတ်တော့အဲ့ဒါတို့ကဘာလုပ်ကလဲဆိုတော့တို့ကနီးပညာတခုကတော့ဘေးဆိုင်ရကောင်ဘာမှဘေးဝိုင်းရကောင်ဘာမှားလဲလို့တို့ကနည်းနည်းအကဲခတ်စောင့်ကြည့်တာမမှားသေးဘူးလက်ဖေးလေးအကျန်းလေးတော့ဘေးကကောင်မှားပြီဆိုတော့မှတို့ကသူမှားတဲ့အတိုင်းတို့ကလိုက်မှားတာအဲ့ဒါတို့ကိုတင်အောင်လဲအဲ့လိုပေါ့ကွာအဲ့ဒါသူလက်ဖေးဆိုင်လေးရောက်တော့သူမှားသေးပဲနဲ့စောင့်ဘေးကကောင်ကအဲ့ဒါမှားလိုက်တာဘာမှားလိုက်လဲဆိုတော့ဟေးချစ်ကောင်းတစ်ခွက်ဆိုတော့သူကလည်းတွေးလိုက်တော့အော်ဒါဒီလက်ဖေးဆိုင်ရတော့ကိုယ့်နာမည်ကိုပြောပြီးတော့မှားတာနဲ့တူတယ်ဆိုတော့သူအဲ့ဒါနဲ့ပဲဟေးကောင်အေးတဲ့အဲ့ဒါငါလည်းတရားတစ်ခွက်ခွာတယ်ဆိုတော့အဲ့တော့ဟိုကလားချမှာပြီလားလက်ချလည်းမပြီလဲပြီးတော့သူစောင့်နေရနေပြီးတော့အဲ့ဒါဟိုကြည့်ဒီကြည့်ကြည့်တစ်ဖေးကရောက်လာတာထပ်မှာဟေးကောင်နဲ့တရားတစ်ခွက်ခွာတယ်ငါမှားတာအဲ့ဒါဟိုကလာပြောအကိုကကျွန်တော်တို့ဆိုင်မှာတရားမရောက်ဘူးတဲ့အဲ့ဒါတော့ချက်ကလည်းရှက်သွားတာပေါ့ကွာလက်ဖေးသူတို့ထဲမှာတရားမရောက်ဘူးဆိုတော့အဲ့ဒါသူရှက်နဲ့တခါတည်းလွိုင်းဆွဲလိုက်ပြီးတော့အပြင်ထွက်လာလိုက်ပြီးတော့အဲ့ဒါပဲလူနည်းနည်းလည်းကူးထူသွားတော့ဘိုင်းညာမို့အဲ့ဒါပဲအိမ်သားတဲ့ဝင်ချသွားတာအိမ်သားတဲ့ဝင်လဲဝါလဝါအဲ့ဒါဣပါမလို့အိမ်သားတဲ့လည်းမုတ်တော်လည်းထိုင်လိုက်ကောအဲ့အပေါက်ကမှာခဏပြောနေကဘာရေးထားလဲဆိုတော့တင်အောင်မပါရတယ်တင်အောင်ပါရင်ဒဏ်ငွေ9000တယ်ဆိုတော့ဟာမျိုးသားတွေအဲ့ဒါတော့နည်းနည်းများသွားပြီငါ့ကိုတင်အောင်စိတ်ဆိုးလာပြီဟာမျိုးသားတွေဒါတော့တင်းနေတော့များသွားပြီငါလေဖေးကြတော့လည်းတင်အောင်ရောက်မပြီးရဘူးဣပါတော့လည်းတင်အောင်မပါအဲ့ဆိုကေမင်းတို့မျိုးသားငါအကြောင်းသိရမယ်ဆိုမိုးကရွတ်လက်ပြီးလမ်းဘေးဝါပြီးပါတာပေါ့လမ်းဘေးလည်းသွားလည်းပြီးတော့မင်းတို့ကအိမ်သားထဲမှာအပါမခံဘူးဆိုတော့ဟိကောင်တင်အောင်ကလမ်းဘေးမှာပါတယ်ကွာပါလဲပါဘဲပြောကောင်းစီမင်းလာပြီးပန်းလဲဝါလောအချုပ်ထဲမှာ4-5ရက်လောက်နေလိုက်ကောင်4-5ရက်နေအချုပ်ထဲကနေထွက်လာတဲ့လာတခါတည်းအိမ်လေးရောက်တော့သူ့အမေတို့ငွေချမ်းမနဲ့ပူစားတော့တာအမေဒါနာမည်ပြောင်းပြီးတော့ဒါဒီနာမည်နဲ့တာနဲ့အကျိုးမပေးဘူးဖြစ်ရဟဲ့နင်းဘာနာမည်ပြောင်းပါလဲလောကကြီးကိုဖုံးလွှမ်းသွားအောင်လို့တာနာမည်မောင်ဖုံးလို့ပြောင်းကဲမောင်ဖုံးလို့ပြောင်းမယ်ဒီလောက်တော့ဖြစ်လေကဲပြောင်းဟာဆိုတခါတည်းမွေးငါးတွေပါလေတို့ဟွာမှာလဲအချိန်90မွေးငါးအချိန်90မှားလိုက်ပြီးတခါတည်းမောင်ဖုံးဆိုပြီးမာကနန်းနဲ့ပေါ့ကွာတခါတည်းကျွေးလိုက်ဒါစားလိုက်ကြတာတေဝါလုံးအဲ့ဒါပဲမောင်ဖုံးပေါ့တေဝါလုံးစားတော့မောင်ဖုံးပေါ့နောက်ပကြီးသုံးကောင်ကစားလိုက်ပြီးပြန်ဟိုတရားဝင်ပြန်ပြီးကွာဆိုတော့စိတ်ကလည်းတူနဲ့ဒါပြန်ပလားဒီတင်အောင်အဲ့တော့ဒီကောက်ကိုငါဖြိုလိုက်လို့ရှိရင်တော့နောက်ကောင်တွေငါ့ကိုပလန်ရဲတော့အဲ့တော့ဒီတင်အောင်နာမည်ပြောင်းအောင်ဆိုအိမ်ထဲရှိတဲ့ဓာတ်နဲ့ဆွဲပြီးတော့လိုက်တာဟိကောင်ကြီးခုတ်တာဟိုကောင်ကလည်းမခုတ်ဘူးလူကြီးဝင်ပြေးတာပြေးလည်းပြေးလွတ်လည်းဝါလည်းဝါဒါပဲနဲ့အဲ့ကောင်ကတော့19နှစ်ကြာသွားတယ်အခုတော့မရှိပါဘူးကွာရက်ပဲပါသွားအဲ့တော့ချစ်သူကြီးရဲ့ချစ်ကြတဲ့သူတွေစိတ်မွေးကြမှုကဘဝအမောတွေပြည့်စည်ခြင်းလို့ပါကွာလားရည်တရားလေးတွေပြောပြ